ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာဆိုရင်เนาะတချို့သောသူငယ်ချင်းတွေကိုကျွန်တော်ကိုလာမေးတာလာတောင်းတာပေါ့เนาะဒီလိုမျိုး like ကျွန်တော်တို့ Facebook ထက်မှာเนาะ Facebook စစ်မှာ like လိုမျိုးတက်လာတဲ့เนาะfollow လိုမျိုးပုံစံလိုမျိုးကိုပြောင်းချင်တယ်ဘယ်လိုလုပ်ရမလဲတဲ့เนาะလာမေးထားတဲ့သူငယ်ချင်းများအတွက်ကိုဒီနေ့မှာကျွန်တော်သွားပြပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့တူတူသွားကြမယ်ဟုတ်ကဲ့ပါခင်ဗျာနံပါတ်1အချက်ကတော့ကျွန်တော်တို့ Facebook ထဲမှာဝင်လိုက်ပါခင်ဗျာ Facebook ထဲမှာဝင်လိုက်ပြီးဆိုရင်အပေါ်ကမြင်းသုံးချမ်းလေးကိုတစ်ချက်ကိုနှိပ်လိုက်ပါနှိပ်ပြီးရင်ဒီအပေါ်ကဟာကိုလူဖန်ဖန်လေးကိုတစ်ချက်ကိုနှိပ်လိုက်ပါခင်ဗျာနှိပ်လိုက်ပြီးဆိုရင်ဒီ thought အရုပ်ပုတ်လေးကိုတစ်ချက်ကိုနှိပ်လိုက်ပါခင်ဗျာပြီးရင်ဒီနေရာလေးကိုတစ်ချက်ကိုလာနှိပ်လိုက်ပါပေါ့နော်ဒီမှာနော်ရှိထားတဲ့နေရာလေးကိုပေါ့နော်ပြီးရင်ဒီအပြာရောင်စာလုံးလေးကို confirm လေးကိုတစ်ချက်ကိုနှိပ်လိုက်ပါခင်ဗျာနှိပ်လိုက်ပြီးဆိုရင်ဒီနေရာလေးကိုတစ်ချက်လေးစစ်စစ်ကြည့်လိုက်ပါခင်ဗျာအပေါ်ကကဘာလုံးဆိုရင်အောက်ကစီးနေခဲ့မယ်ဆိုရင်အောက်မှာလာချလိုက်ပေါ့နော်အောက်မှာလာချလိုက်ပြီးရင်ဒီအပြာရောင်လေးကိုတစ်ချက်လေးနှိပ်လိုက်ပါခင်ဗျာပေါ့နော်ပြီးရင်ဒီအပြာရောင်လေးပဲထည့်နှိပ်ပါ nice ပေါ့နော်နှိပ်လိုက်ပါနောက်တစ်ချက်နောက်တစ်ခေါက်ထည့်နှိပ်ပါခင်ဗျာပြီးရင်လည်းအပြာရောင်လေးပါပဲထည့်နှိပ်ပါပြီးရင်ဒီအပြာရောင်လေးကိုလည်းထည့်နှိပ်ပါခင်ဗျာပြီးရင်ဒီလိုမျိုးပေါ်လာပြီးဆိုရင်ဒီအောက်ဟာလေးကိုဒီမှာတစ်ချက်နှိပ်လိုက်ပါပေါ့နော်ကြော်ရတာမသိဘူးပြချလိုက်ပေါ့နော်ပြချလိုက်ပြီးရင်ကျွန်တော်တို့ Facebook ထဲမှာပြန်ကြည့်လိုက်ပါဒီသွားကြည့်မယ်ပေါ့နော် follower နဲ့ပြောင်းလိုက်ပြီလားမသိဘူးနော်ဒီ profile ရုပ်ပုတ်လေးကိုနှိပ်လိုက်ပါပေါ့နော်ဒီမှာနော်ပြီးရင်ဒီစမ်းခေတ်လေးကိုတစ်ချက်ကိုနှိပ်လိုက်ပါပေါ့နော်စမ်းကျုပ်ပေါ့နော်ပြီးရင်မျက်နှာရုပ်ပုတ်လေးကိုမျက်လုံးရုပ်ပုတ်လေးကိုတစ်ချက်ကိုထည့်နှိပ်ပါဒါဆိုရင် follower ပြောင်းဖြစ်ပေါ်လာပြီပေါ့နော်ဒီမှာနော်ဟုတ်ကဲ့ပါအားလုံးအဆင်ပြေကြပါစေပေါ့နော်တကယ်ချင်းတို့ပေါ့နော်လာတောင်းထားတဲ့အတွက်လာပြပေးလိုက်ပါပြီခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်